တန်တေယူပြီးဆယ်လကြာအင်ချင်းဥယျာဉ်မှာတဲ့ကစုံလာပြေတောက်ကြနေဖွာတော်မူသောနေတဲ့ဟုတ်လားကစုံလာပြေတောက်ကြနေမှာဖွာတယ်တန်တေယူပြီးတဲ့အခါဘယ်နှလကြာလဲဖះဆယ်လကြာဆယ်လကြာပြီးတော့ကမြတ်စွာဘုရားမွေးဖွားပါတယ်ဘုရားလောင်းကိုမွေးတယ်တဲ့ကဲသားပဲအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲ17လသားဘယ်နှလနေခဲ့တယ်ဟမ်တလနေခဲ့တယ်ကဲသားပြောတော့ဘယ်နှလနေခဲ့လဲ9လနေခဲ့သမီးကဘယ်နှလနေခဲ့အမေဝမ်းထဲမှာဟမ်9လနေခဲ့သမီးကအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲပြောကြည့်ဘယ်နှလနေခဲ့သမီးကအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲ10လနေခဲ့တယ်ပြောသားရောအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲ2လနေခဲ့တယ်ပြောသားရောအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲ9လနေခဲ့တယ်သားရောအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲဟမ်10လနေခဲ့တာဟုတ်ပြီအဲ့တော့မြတ်စွာဘုရားကတန်တေယူပြီးတဲ့အခါမှာအမေဝမ်းထဲမှာဘယ်နှလနေခဲ့လဲပြောကြည့်အားလုံးပြောပါဘယ်နှလနေခဲ့လဲကြပြလေးဆိုကြည့်ပါကြပြလေးဆိုကြည့်ပဲတန်တေယူပြီးဆယ်လကြာအင်ကြီးဥယျာဉ်မှာကစုံလာပြေတော့ကြာနေဖွာတော်မူ